Okay. 99ခုမှာ1 2 3 4 5 6 7 8 9 10 11 99ခုဆက်ကွက်ကျော်ဆက်ကွက်ကျော်မှာနေမှာကျောင်းနေရှိရောအကြောင်းနေထောင်အကြောင်းနေလုံးနေကိုတိခုနေနော်အဲ့မှာ9ခွန်တုံးနေ6 9တေခုနေထွက်ထားလိုက်ပါနော်ဟုတ်ပြီဒီမှာအဲ့ဟာကြီးတောင်းဆုံးတစ်ခွက်98ပါပေါ့နော်98ခုကတောင်းဆုံးတစ်ခွက်အဲ့မှာ3.6လားမသိဘူး3.6ရှိနော်โอเคအဲ့ဒါကျွန်တော်တို့9094 92ခုပါ92ခုမှာရှာကြည့်ပါနော်92ခုမှာ6တုံးခုကျော်ရှိရ94ခုမှာ60တော့ပြောရှိတော့ကျွန်တော်ပြောဆိုတော့တော့တပင်းတန်းနေပဲပေါ့နော်92ခုက90ခွန်ဆိုင်ရင်ဒီမှာ94ဆိုတော့ဒီမှာ56နှစ်ခွက်ကျော်ပေါ့နော်5ခွက်ကျော်ပေါ့နော်နှစ်ခွက်ကျော်တစ်ခွက်ကျော်ဆိုရင်ဒီမှာ60 6တုံးနဲ့ခွန်60ဆိုတော့ဒီမှာလည်းခွန်60ကျော်ထားတယ်โอเคကျွန်တော်ကျွန်တော်ဗာလဲဆိုလို့ပေါ့2000စိတ်ပေါ့အဲ့ဒီငယ်လေး4ခွက်ကျော်ချောင်းနဲ့ဆိုလို့ရှိရအားကြောင့်က6တုံးနဲ့60ခွက်နှစ်ခုအဲ့မှာပဲဒီ6တုံးနော်ဟုတ်ပြီဆိုကျွန်တော်တောင်းဆုံးပါယခုချိန်မှာတောင်းတော့အခုချိန်ပါလေကျွန်တော်တို့အဲ့ဆိုရင်ဒီမှာနှစ်ချာဒီမှာတစ်နှစ်ချာတော့ကျွန်တော်တို့နှစ်ချာဆိုတော့ဆိုရင်ဒါ25ခုနော်25ခုနေနှစ်ချာတော့25အခုချိန်ကထုံးလို့ချက်အဲ့ဆိုရင်2025ရဲ့နောက်တော့ချာဆိုတော့ကျွန်တော်တို့ကမဖြစ်မှာနော်
2020 2021 2020ကနေတကွက်ချဆိုတော့2020အဲဆိုရင်ကျွန်တော်2020မှာကြည့်လိုက်တယ်တော့ဟောလေကြည့်ပါအောက်ဆုံးကနေတက်မယ်ဆိုရင်အဲ့မှာ2020 3ရက်395ရေ398အဲ့မှာကျွန်တော်ထူးခြားတာတော့ပြောပြမယ်ဗျာဒီမှာဆိုရင်2022မှာလည်း338 935ရေချုပ်ပုံစံတူတာနှစ်ခုထွက်ထားတယ်ဒါပေမဲ့338ဘယ်လိုထွက်ခဲ့တာလဲဆိုရင်ကျွန်တော်တို့2020မှာနှစ်ခုဆိုပြီးတော့ထွက်ထားတော့နှစ်ခု2020မှာနှစ်ခုထွက်ထားတာ2022မှာ338ဆိုပြီးတော့ထွက်ထားတယ်ဒီမှာကြတော့သူကထွက်ထားတာ rate to ကြာလိုက်တဲ့ချိန်ထဲကြတဲ့ချိန်ဒီကနေ့ထွက်တာအဲဆိုတော့ကျွန်တော်တို့ကဒီမှာ2000ဒီမှာဆိုလေဒီမှာ2020ကနေ rate to ဆိုနှစ်ခု rate to ခဏလေးတူရမယ်338ကိုတော့မှာအဲ့ကြောင့်မလို့ကျွန်တော်ကထိုးမယ်ဆိုရင်အားချမ်းမလို့အောင်ဆိုရင်တော့2026ရှေ့တုံးနေတယ်5ခုနေဘာလာဘူးတော့ပြီးတော့ဒီခေါ်လိုက်ပြီးတော့ကြိုက်လားကျွန်တော်နောက်တစ်ခုလို့ပြအောင်တကယ်လို့ကြိုက်တယ်ဆိုတော့နော်ဒီကတော့ကြိုက်တယ်မနေ့တာထိုးမယ်对了，你，那你肯定要没有这个的，那我了。ဒီမှာ56ခု56နှစ်ပေါ့နော်မှန်တော့လို့56နှစ်9ခု3နှစ်မှာဒီ69ခုရဲ့အခုတော့အထက်မှာအထက်မှာပါနော်ဒီကနေ့ရဲ့ထက်တိုက်ပါ5ခု3ရဲ့ထက်မှာဒီ9ခွက်ရဲ့နောက်ဆုံးတော့ပေါ့နော်5ခွက်ဘော2ခွက်3ခွက်4ခွက်5ခွက်ကဘာဖြစ်နေလဲဆိုတော့နောက်ဆုံးတော့ကအထောင်ပေါ့နော်6ခုတော့ကြားဆိုပြီးဖြစ်အဲ့မှာဆိုရင်ကျွန်တော်တို့6ခု2အဲ့မှာဆိုရင်6နှစ်မှာထပ်မှာအထောင်ဆိုပြီးတော့ဒီကနေ့ထွက်ထားတယ်ပေါ့နော်ခုချိန်မှာကြတော့ဘာတွေရှိဘူးလို့နှစ်ကပေါ့နော်ဒီနှစ်6မှာ6တော့ထပ်မှာဆိုရင်ဒီတန်ညာကိုခု9ရာ3ခုရှိကိုလီပြောချင်တာတော့ဒီမှာ9ခွက်တော့မှာခွန်တို့မြတ်6เนาะဒီမှာထားတယ်ဒီ
ဒီမှာဆိုရင်ဒီ256အထက်ပေါ့နော်256အထက်ကဒီကဏ္ဍ9လုံးရှိတယ်2025အောက်ချိန်ကြီးဒီကဏ္ဍ9လုံးနဲ့ထုတ်မှာပေါ့နော်အဲ့မှာကျွန်တော်တို့ကြည့်ကြည့်မယ်ဒီလိုပဲကြည့်ကြည့်လိုက်ဟိုလေးဆိုရင်9တော့များလက်ခွန်လေးဆိုရင်4လုံးဖြစ်နေမှာနော်ဒီမှာဆိုရင်9ခွန်တုံများခွန်တုံများဆိုတော့9လုံးမှာကဏ္ဍတုံမျိုးအဲ့ဆိုတော့တုံများခွန်9အဲ့မှာဆိုလို့8တုံခွန်2ကဏ္ဍ9လုံးမှာနား4လုံးဖြစ်နေဒီမှာတုံများခွန်9ထုံးမဆိုရင်တုံများခွန်9ကျေးဇူးတင်ပါတယ်